ကဲတို့ပြိတ္တအလေတဲ့တဲ့ကကာမေသူမိစ္ဆာစာရအရက်ကလည်းမကြိုက်ဘုန်းကြီးလည်းမကြိုက်ခရလည်းမကြိုက်တော့ကာမေသူမိစ္ဆာစာရတပါးကိုကျွတ်တော့ကဲ discount ချပေးလိုက်မယ်ပါဏာတိပါဒတို့ပြိတ္တလုံတယ်မို့လားဟမ်ပါဏာတိပါဒလုံတယ်မို့လားအိုးကျွတ်ကဒီညာတတ်တာဟောမလို့ပါဏာတိပါဒလုံတဲ့လူတွေနဲ့တွေ့တော့အချိန်ပိုဟောပေးဦးမှရမှာဒါဆိုတို့ပြိတ္တဘာမှမတတ်ဘူးပေါ့နော်ဟိုတော်လိုက်တာဟုတ်လားရှင်နေပါတော့မပြောတော့ပါဘူးဟုတ်လားအခုຢာဒီကဘာသီးတွေပေါ်လဲတညင်းသီးတို့တရသီးတို့မပေါ်ဘူးလားကျွတ်တို့ခင်ဗျားတို့မကြိုက်ဘူးလားကျွတ်တို့လည်းကြိုက်တာဘယ်သူရှိလဲဟမ်လာပြီးခွဲမခွဲရသူယင်ကလေအစိမ့်တစ်မျိုးအယိုးယိုးတစ်မျိုးဟုတ်လားရှယ်တစ်မျိုးအသေးတစ်မျိုးအကြီးတစ်မျိုးနဲ့ယင်နေမလားဟုတ်လားလာတဲ့အခါကျဒုပရိသလာတော့ရက်တောင်လေးနဲ့ခက်ရက်တောင်လေးနဲ့ခက်နှစ်ကြိမ်သုံးကြိမ်မခတ်ဘူးလားယင်မပြေးဘူးလားပြန်မလာဘူးလားသုံးကြိမ်ကြော်သွားတော့အမလီဟဲ့ကြည့်စမ်းမဟုတ်ချက်သေးတုံးလိုက်ရင်အစိမ်းကြီးလုတ်ပါဟဲ့လုတ်ပြစမ်းမကဲဟဲ့နင်တို့ပြောကြလဲပတ်ဖို့ဆော်ထိုင်လားဟမ်အဲ့တော့ပရိသတ်ကိုစားမဲ့ဒွေရင်သီးလေးတရသီးလေးများရင်က3-4ကလောက်ပြန်လာနားရင်စိတ်ကရှည်သေးရဲ့လားမရှည်လိုက်တော့ဘာလုပ်လိုက်လဲဟမ်ဘာလုပ်လိုက်လဲတပည့်တော်တို့ကတက်ချင်လို့မဟုတ်ပါဘူးသူကိုယ်တိုင်ကရက်တောင်နဲ့အတက်လာတိုးလို့ပါဟုတ်လားအဲ့တဲ့ခေစားတာရှိသေးတယ်ဟောဒီမြို့ထဲဆိုပို့ဆိုးသေးတယ်ရက်တောင်တော့ပုံမလီဟုတ်လားကလေးလေးတွေကိုတင်ထားတာလျှက်စစ်ခလုတ်လေးနဲ့ဗတ်တန်လေးနဲ့ဟုတ်လားကိုယ်ကလည်းမသိဘူးအိမ်တွေရောက်သွားတယ်ဟာရင်ဒီအချင်းတွေများလိုက်တာဟာလို့ငါ့ကိုရက်တောင်လေးပဲပေးကြပါအောင်ဆိုကလေးလေးက3နှစ်4နှစ်လောက်ကျဖုံဖုံနဲ့တာလှုပ်ပေးမယ်တာလှုပ်ပေးမယ်စကားတော့မပြီးသေးဘူးဟာဘာလို့မှမလေးပေါ့သူကလည်းခါရဲသူအဲ့ဟာလည်းချတယ်ဦးသိန်းခြေထောက်သားတွေမျက်နှာသားတွေဖြောင်းဟာမင်းကဘာလဲကွာလို့ကစားကြမလို့မင်းကမြည်လိုက်လားဆိုဖုံဖုံလေးတဲ့ဒီမှာချင်းနေတေးကုန်ပြီနေတဲ့ချင်းနေတေးကုန်ပြီဘာလို့နောက်ကြမှာ तू ကလှုပ်ပြတယ်ဟာမလုံးနဲ့တော့တသားရင်မလုံးနဲ့တော့ဟုတ်လားကဲပရိသတ်ရင်ချင်းသက်ရင်ပါဏာတိပါဒတယ်မပါတော့လို့တော့မထင်တယ်မို့လားအိမ်မှာနေတဲ့ကလေးလေးတွေကတက်မနေဘူးလားဟောအဲ့တော့ကလေးလေးတွေကပါဏာတိပါဒသသာပါဏာတိပါဒသူများအသက်မသက်ရဘူးလို့ပြောတဲ့အခါကျပြန်မေးမှာပေါ့မိမိချင်းပါလားယင်ဆိုဘာပြန်ပြောမလဲကဲပရိသတ်စဉ်းစားတော့ပါဏာတိပါဒသူအသက်ကိုတတ်ခြင်းမှာရှောင်ရင်တဲ့သိက္ခာပုဂ္ဂိုလ်တပည့်တော်တို့စောင့်ထိန်ပါ၏ကျင့်သုံးပါ၏နှုတ်ကမဆိုဘူးလားနှုတ်ကတော့ဆိုတယ်နှုတ်ကဆိုသလောက်ဟောဒီလက်တွေကလည်းတွက်လိုက်ကြတာရှင်ဆိုရင်လည်းချမ်းသာမပေးရင်ဆိုရင်လည်းချမ်းသာမပေးအဲ့တော့ပြိဿရှင်ကိုင်းလို့တည်တဲ့မသားတို့ရင်နာလို့တည်တဲ့မသားတို့တော့မရှိတော့ပါဘူးရှိလားဒါပေမဲ့အဲ့ချင်းကိုပြိဿစိတ်ရှိရဲ့လားဟမ်ဦးဇင်းစင်ကာပူရောက်တဲ့အခါကျတရုတ်တယောက်ကမေးတယ်သူကြံတာဘာမှမမေးခြင်းဘူးတဲ့ဘုံဘုံနဲ့ဘုံဘွားတရားထိုင်နေတဲ့အခါကျတော့တဲ့ကြိုက်ရင်ကြိုက်တယ်မှတ်ဆိုတော့တပည့်တော်ချင်းကြိုက်နေတာကျတော့ကြိုက်တယ်မှတ်ရမှာလားတဲ့ဟာဒုက္ခပဲဟင်းပြဿနာပဲချင်းကြိုက်ရင်လည်းကြိုက်တယ်မှတ်နိုင်နာတယ်မှတ်ကွာဆိုဟာနိုင်နာတယ်မှတ်နေတော့ तू ကမပြန်တော့ဘူးတဲ့အဲ့တော့ကျွန်တော်မှုတ်ပြီးတော့မှုတ်တယ်လေနဲ့မှုတ်တာမပြန်တော့မတတ်နိုင်ဘူးဆိုပြီးတော့အသားလေးပုတ်ထည့်လိုက်တာတဲ့တည်သွားတယ်ဒါသွားပြီနော်အဲ့တော့ပြိဿရေချင်းကြတော့နည်းနည်းလေးများတို့ပြိဿကစိတ်ရှည်နိုင်ရလားရှည်မဆိုးပါဘူးဟုတ်လားအဲ့တော့ဦးဇင်းအိုက်တရုတ်ကဘာလူလိုက်တယ်မှလဲဗမာပြည်မှာချင်းပေါ်တယ်ပြောတယ်ဒီချင်းသေးလေးကိုလည်းသင်္ကန်းတောက်မှာကတ်ထားတဲ့အရှင်ဘုရားရဲ့ဆယ်ပေပတ်လေချင်းမလာဘူးတဲ့လှူလိုက်တယ်ထူးထူးဆန်းဆန်းကျုပ်မသုံးရလို့3000မသုံးပါဘူးသူကချင်းသေးအပြားလေးနဲ့ဒီသင်္ကန်းတောက်လေးမှာပဲကတ်ထားလိုက်တဲ့အဝိုင်းလေးပဲအဲ့ဒါဆိုရင်10ပေလောက်အတွင်းချင်းမလာဘူးတဲ့ကဲပြိဿကြီးတော်ပါပြီကွာလို့ကြိုက်ရင်လည်းကြိုက်ပါစေငါတော့မလုပ်တော့ပါဘူးလို့ဟုတ်လားအဲ့တော့ပြောချင်တာကချင်းလေးတွေဂျဘိုးလေးတွေတန်းလေးတွေပြောစိတ်လေးတွေကစရှောင်ဖို့မလိုဘူးလားချင်းရောသူ့ရုပ်သူ့နာသူ့ခန္ဓာမရှိဘူးလားဩသူရောမဆာဘူးလားကိုရောဆာတယ်ဩကိုဆာတာကြတော့ပြိဿကြီးစိတ်ရှင်နိုင်ရလားကိုဆာတာကြတော့စိတ်ရှင်နိုင်ရလားကဲအမှန်တိုင်းပြောကြည့်ဒီနေ့ညတရားဝဲကိုဘယ်နှနာရီပြီးမယ်လို့ထင်တယ်10နာရီကဲထားခင်ဗျားတို့တက်ကချိန်လာတာ10နာရီနော်10နာရီကိုဒီဘုန်းကြီးအလိုက်ကန်းစိုးမသိမယ်ပို့ဟောလိုက်ပါပြီတဲ့ဟုတ်လားငါတော့10နာရီကြာမှဘုန်းကြီးတရားဝဲပြီးမှအိမ်ပြန်ရောက်မှပဲငါဒီမုံလေးစားတော့မယ်တရားဝဲကပြန်လာမှစားတော့မယ်ဆိုပြီးတော့မုံလေးကိုအိမ်ကဇပွဲပေါ်မှာတင်ခဲ့ပါမယ်တဲ့ဟုတ်လားခင်ဗျားတို့ပြန်တဲ့အချိန်ဒီမုံပျော့စိတ်တွေဝိုင်းအောင်တက်နေမယ်ဆိုရင်အိမ်ရောက်တာနဲ့ဒီမုံလေးကိုပျော့စိတ်တွေကိုကျွေးလိုက်မှာဘာလို့မလဲ
တရားရှိလို့စိတ်ကမရှိရမလေးဟိုဘုန်းကြီးကအလိုက်ကောင်းဆုံးတရားရှိနင်တို့ကငါသားမဲ့မဟုတ်သွားအဲ့ဒါမှဘုန်းကြီးရောပြောစိတ်ကိုမကျင်တတ်ကြနဲ့ချက်ပေါင်းကဲဟင်းနဲ့ဟုတ်လားလက်မှတ်နဲ့ဘုန်းကြီးဘုန်းကြီးကပြောစိတ်နဲ့ရောပြီးပါတော့မှာအဲ့တော့ပြိဿရေစဉ်းစားတော့ပါဏာတိပါဒသေးသေးလေးဆိုပြီးတော့မလျှော့နဲ့သေးသေးလေးကနေအကြီးကြီးဒီအကုန်ရှောင်ဖို့မလိုဘူးလားလိုတယ်ပါဏာတိပါဒလည်းရှောင်ရသလိုအာဒိနာဒါနလည်းရှောင်ရပါမယ်ပြိဿရေခိုးတဲ့သိက္ခာပုဒ်မြတ်စွာဘုရားနှစ်ပေါင်း2500ကျော်တွေကကြိုက်ခဲ့သလားမကြိုက်ခဲ့ဘူးလားမကြိုက်ခဲ့ဘူးကဲခိုးတာကိုမကြိုက်ခဲ့တဲ့မြတ်စွာဘုရားရဲ့မကြိုက်တယ်လို့ပဲအလုံးတို့တရားနာပရိသတ်တွေကကိုယ့်ပစ္စည်းခိုးရင်ကြိုက်သလားကိုယ့်ပစ္စည်းခိုးရင်ကြိုက်ဘူးဒါဆိုရင်သူများပစ္စည်းခိုးရင်ကဲပရိသတ်ရဲ့သူများပစ္စည်းကိုခိုးလားမခိုးဘူးလားဗါလဲအိုသာဓုသာဓုသာဓုမခိုးကြနဲ့နော်လာသာလမ်းမို့လို့မေးတာပါဒီထဲမှာဈေးတယ်တွေလည်းပါတယ်မို့လားပါမှာပါဝန်ထမ်းတွေရောပါသေးလားကျုပ်ဘာမှမပြောသေးဘူးနော်ခင်ဗျားတို့မေးရုံမေးတာဈေးတယ်တွေဝန်ထမ်းတွေပါတယ်ဆိုတဲ့အခါကျတော့ဈေးတယ်တွေဝန်ထမ်းတွေလည်းပဲမခိုးဘူးမို့လားမခိုးပါဘူးဒါမရိဒ္ဒိမခိုးဘူးနည်းနည်းလေးမှမခိုးမိတယ်ပြိဿကြီးခိုးရဆိုတဲ့နေရာမှာသူများစီကပိုက်ဆံခိုးမှမဟုတ်ဘူးဟုတ်လားကိုရောင်းတဲ့ပစ္စည်းအလေးတိုးအောင်ဆိုပြီးတော့ရေရောရင်လည်းအတူတူပဲဟုတ်လားကဲနွားတို့ရောင်းပါပြီတဲ့နွားတို့9ပလင်းတဲ့ကိုငါ6ပလင်းဖြစ်အောင်ရေ1ပလင်းရောမယ်ဆိုရင်အဲ့ဒါမလုပ်တာလေခိုးတာမဟုတ်ရေထိုးတာနှုတ်စိတ်တက်မှဆိုလို့ရေထိုးတာဟုတ်လားအဲ့တော့ပြိဿကပီးဖြတ်တာလည်းမရဘူးပြိဿကြီးကိုယ်အချိန်တိုးပါစေဆိုထင်ရည်ရောရင်လည်းမရဘူးဈေးတယ်တွေလည်းမလုံးမိသေးနဲ့ဝန်ထမ်းတွေလည်းပဲဟာဝန်ထမ်းဘာလို့ပါသွားလဲမသိဘူးမဟုတ်ပါဘူးဝန်ထမ်းတွေလည်းဆိုဝန်ထမ်းတွေကိုကျုပ်ကစော်ကားတာမဟုတ်ပါဘူးဘာမှမကြောက်နဲ့ဟုတ်လားဝန်ထမ်းတွေကဘာမှမခိုးပါဘူးအချိန်လေးနည်းနည်းခိုးတာပဲရှိတယ်ဟုတ်လားအချိန်လေးပိုင်းမခိုးတတ်ဘူးလားရုံးတက်တော့ဘယ်နှနာရီတက်ရလဲရုံးတက်တော့ဘယ်နှနာရီတက်ရလဲ9နာရီဆင်းတော့4နာရီကဲပြိဿရေတော်တော်များများကကိုယ်အချင်းကြီးကောင်းတဲ့ကိစ္စလေးရှိပြီဆိုရင်ရုံးဘယ်နှနာရီရောက်လဲလက်မှတ်ထိုးတော့ဘယ်နှနာရီထိုးထားလဲပြန်လဲတော့မြတ်စွာဘုရားငါမလာနိုင်ဘူးနော်နေထိုးထားအောင်ဟုတ်လားဟိုလူကြီးတိုင်းဒုက္ခရောက်လိမ့်မယ်ဟုတ်လားအဲ့တော့ထိုးထားပြီဆိုတဲ့ကထိုးထားတဲ့လက်မှတ်က9နာရီရောက်တာက17နာရီ12နာရီဆိုနာရီกว่าမသွားဘူးလားကျုပ်ကအဲ့ဒါကြောင့်ကျုပ်တပည့်ဝင်နေမယ်နင်တို့တော့အချိန်မခိုးကြနဲ့အချိန်ခိုးရင်လည်းဒါနိုင်ငံရဲ့လစာစားနေတာဖြစ်တဲ့အတွက်အာရိဏဒါနနဲ့မလွတ်ဘူးနင်တို့အချိန်တခိုးတွေမလုပ်ကြနဲ့ဆိုပြီးကိုယ်တပည့်တွေနဲ့ကိုကျောင်းပေါက်မှာမတက်လေးရက်ပြီးတော့နောက်နေတာဘေးနာဖြတ်သွားတဲ့ခရမ်းကျင်သီးတဲ့နဲ့ကျန်သားတွေကြီးကဟိုဘက်နဲ့ပြောတယ်မစ္စည်းမကိုကြီးဆရာတော်ကတရားတော်ဟောနေတာလေစကားပြောရင်ရွက်တယ်လို့စောင်းတယ်လို့နဲ့ဟုတ်လားဟာငါဘာပြောသွားတာပါလဲဟောနောက်တော့မှဘယ်ဟုတ်လဲကျန်သားတွေကလည်းကျန်သားဖောင်းကားနေတာဟုတ်လားအဲ့တော့ပြိဿရေတစ်ချက်ပြစ်လိုက်တာ2ကောင်ထိသွားစဉ်းစားလိုက်တော့မှဩသူတို့ကဘဝတူလူဒန်းသားတွေကိုလို့ဟုတ်လားအဲ့တော့ပြိဿအာရိဏဒါနခိုးလို့ရရဲ့လားခိုးလိုက်ပြီဆိုတာနဲ့5ပါးကကြံသေးရဲ့လားပါဏာတိပါဒသူအတ္တတမေအာရိဏဒါနသူများဥစ္စာခိုးမယ်ကာမေသူမိစ္ဆာသာရသူများအိမ်ယာပြင်မမယ်ဒါကတော့ခြေပြက်ပြက်တော့ဟောဖို့မကောင်းပါဘူးဒီတော့မုတာဝါဒတဲ့ပြိဿရေလိန်နာဖျားကြိုက်သလားလိန်နာဘုရားမကြိုက်ရင်ဒုပရိသတ်ကလိန်နာကိုကြိုက်သလားဟမ်လိန်နာကိုမကြိုက်ဘူးဩဒုပရိသတ်လိန်နာမကြိုက်ဘူးဆိုအမှန်လေးပဲပြောမှာပေါ့ဟုတ်တယ်မို့လားဒီနေ့ဗာနေ့လေဇာတာပရိမနက်ဖြန်2ရက်ပဲကြံတော့တယ်ဘယ်လောက်ကွဲသွားပြီလဲပရိသတ်ရေအမှန်တိုင်းပြောချင်းလေ2ရက်ပဲကြံတော့တယ်ဘယ်လောက်ကွဲသွားပြီလဲပြိဿရေမုတ္တဝါဒမဟုတ်မမှန်တဲ့စကားကိုပြောခြင်းကိုမြတ်စွာဘုရားဘလောက်မကြိုက်လဲဆိုရင်ဘုရားလောင်းဟာအလောင်းတော်ဘဝတစ်လျှောက်လုံးကြံတဲ့သိက္ခာဗုဒ္ဓလွန်ကျူးရင်လွန်ကျူးမယ်ဘယ်တော့မှမုသားစကားကိုမပြောခဲ့ဘူးအလောင်းတော်တတ်တစ်လျှောက်လုံး၄သိန်းကျဲတဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တာမြတ်စွာဘုရားလောင်းဟာလိန်တဲ့အလုပ်ဘယ်တော့မှမလုပ်ခဲ့ဘူးဟုတ်လားပြောဒုပရိသတ်ဘုရားကလိန်နာကြိုက်တာဘုရားလည်းမကြိုက်ဘူးတို့လည်းမကြိုက်ဘူးနိုင်ငံတော်လည်းမကြိုက်ဘူးကဘာကလည်းမကြိုက်ဘူးဆိုတော့လိန်တဲ့အလုပ်ကပြိဿရေရှောင်လိုက်ရတာတန်ဖိုးမရှိဘူးလားရှိတယ်ဘာနာတိပါဒအာရိဏဒါနာကာမေသုမိစ္ဆာသာရမုတ္တဝါဒနံပါတ်5သူရာမေရယတို့ပြိဿသူရာမေရယကြတော့ဟောရတာတော်တော်ခက်ခဲလိုက်တာကျွတ်တို့မြန်မာနိုင်ငံမှာတောက်တဲ့ဒကာတွေနဲ့မတောက်တဲ့ဒကာဘယ်ရများလဲဟမ်
တောက်တာမြဘာတောက်တာကျုပ်ပြောတာကတောက်တာပြောတာနော်ဘာလို့မပါသေးဘူးကဲဒကမာကြီးတွေဘလောက်တောင်ပြောချင်နေလဲမသိဘူးဟမ်ကဲဒကမာကြီးတွေတောက်တာကြတော့ဘယ်သူတွေတောက်လဲဒကာကြီးတွေပါဗျာဒကာကြီးတွေဟုတ်လားဟာဒကာကြီးတွေလည်းရှေ့မှာတော်တော်များများပါပါတယောက်မှလည်းပြန်မပြောရဘူးဒကမာကြီးတွေပြောတယ်ဒကာကြီးတွေပဲတောက်တယ်တဲ့ဒကာကြီးတွေဟုတ်လားဩဒကာနေနေလေးရှိတာကိုပြန်မပြောရကြဘူးဖြစ်နေဟုတ်လားကြည့်ရတာတော့တော်တော်ကိုကြောက်ပုံရတယ်ဟုတ်လားဟိုတုန်းကဒကမနဲ့ဒကာနဲ့အမြဲတမ်းဒကာတွေကပဲကြောက်ခဲ့ရတာကျွတ်တို့လည်းပုံမြင်ထဲမှာကြားမှုတာပါဟုတ်လားအခုလည်းပဲဒကာကြီးတွေကပြန်တော့ပြောနေတယ်နောက်ကဒကမကြီးတွေပါဝင်ရတယ်ပြန်မပြောရင်ဟုတ်လားရှင်မင်းကြီးတပါးလေမိမအလွန်ကြောက်မိဖုရားမှန်သမျှတက်လာသမျှမိဖုရားသူကကြီးပဲကြောက်နေရတဲ့အခါကျတော့ငါလည်းရှင်မင်းနာဖြစ်တော့လာသမျှမိဖုရားငါကြီးကြောက်နေရတာဒီနေ့တော့နေပြည်တော်မှာယောက်ျားတွေအကုန်ခုံပြီးတော့မိမနိုင်တဲ့ကောင်တော့ရှောင်းမှဖြစ်မှဒီကောင်နီးမေးအောင်မှရမှာပဲဆိုနေပြည်တော်ရှိတဲ့ယောက်ျားတွေနိုင်ရမြင်အကုန်ကြွားဆိုမောင်းချင်းနဲ့ခတ်ပြီးတော့ခေါ်လိုက်တာဟာအကုန်လုံးယောက်ျားတွေမှန်တော့ရှင်မင်းအမိန့်ထုတ်တော့လာရတာပေါ့လာလဲလာရောပလင်မောကနေအမိန့်ပေးဟေ့ငါကွာတက်လာသမျှမိဖုရားငါကကြီးကြောက်နေရတာအဲ့တော့ဒီကနေ့မိမနိုင်တဲ့ကောင်ရွေးကျင်လို့မင်းတို့အားလုံးမိမကြောက်တဲ့ကောင်တွေအကုန်လုံးဒီဘက်လာခဲ့မကြောက်တဲ့ကောင်တွေအဲ့ဒီဘက်မှာနေခဲ့ဆိုအမိန့်ထုတ်လိုက်တာဟာပရိသတ်ဝုန်းနဲ့ပြေးလိုက်တာဒကာကြီးတွေဟိုဘက်ကုန်ရောက်တာတယောက်မိတ်ကြံနေခဲ့တယ်ဟုတ်လားဟာရှင်မင်းကြီးဝမ်းသာသွားတယ်အမလီအာဇာနီယောက်ျားတွေ့ပြီမင်းတို့အကုန်ပြန်တော့မင်းတို့နဲ့ငါနဲ့ဒခိုင်းနဲ့ပဲပြန်တော့ဆိုလွတ်လိုက်ပြီးတော့လေလာပါဦးကွာမင်းမိမမကြောက်တဲ့ကောင်ခုမှငါလည်းတွေ့ရတာငါနီးကောင်းလေးပါပေးအောင်လာသမောင်မင်းနဲ့ငါနဲ့ဆွေးနွေးအောင်လည်းပြောဟိုကောင်ကလက်အုပ်ကိုကြပြကြရချီပြီးတော့ဟာမင်းကြီးကျွန်တော်မျိုးတန်တော်ဦးတင်တာလေးနားထောင်ပါဦးကျွန်တော်တန်တော်ဦးတင်တာလေးလည်းနားထောင်ပါဦးဟာမင်းကမိမမကြောက်ဘူးလို့မင်းအတန်တုံလိုက်တာဘာဖြစ်နေတာလဲမဟုတ်ဘူးကျွန်တော်လည်းပဲကြောက်တာပါပဲမင်းကြီးရဲ့ဟမ်မင်းကငါပြောတယ်မကြောက်တဲ့ကောင်ဒီဘက်နေခဲ့ကြောက်တဲ့လူတွေဒီဘက်သွားမင်းဘာလို့နေခဲ့လဲမဟုတ်ဘူးကျွန်တော်အရင်ထွက်လာကနေမိမမှားလိုက်တယ်လူများများရှိတဲ့နေရာရှင်လုံးဝမသွားနဲ့ဆိုကျွန်တော်မလိုက်သွားတာပါအဲ့တော့ပြိဿကြီးစကလေးကကြောက်လာတာဆိုအခုဒကာကြီးတွေကလည်းမဖြေရဘူးကဲဒကာကြီးတွေနဲ့ဒကမာကြီးတွေဘယ်သူတွေတောက်တာလဲဟာမင်းရတယ်နှခါခွဲလဲပဲဟုတ်လားညီလာကနာခေါ်လိုက်ချင်တော့ဟုတ်လားကဲကျုပ်တို့ကတော့ဗျာဒကာကြီးတွေဘက်ကပဲပါမှာပါဘာဖြစ်လဲလို့ဆိုဒကာကြီးတွေကရှေ့ဆုံးဆိုပလင်မောအဆင့်ခြေောက်ဆွဲလိုက်ဒုက္ခရောက်အောင်မဟုတ်လားဘာဖြစ်လို့ဒကာကြီးတွေဘက်ကပါတာလဲဆိုကျုပ်ကခဏခဏလည်းဒီတရားမျိုးမှပြောဘူးပါတယ်ဟုတ်လားကျုပ်ကိုယ်တိုင်ဘလောက်ညံ့ငယ်လဲဆိုရင်အိန္ဒိယမှာပညာသင်တာ97ကနေပြီးတော့2001အထိ9နှစ်ကိုတစ်လလောက်ပဲရော့တယ်နေခဲ့တာလေဘောဓိပင်အောက်မှာလာတဲ့ဖော်ရီနာတွေကိုဦးဇင်းတို့ကကြွားတာဟာမင်းတို့ကောင်းနေကွာဒီလိုရာသီဆိုရင်တို့ကဘီယာဘူးလေးတွေနဲ့လာကြတာဒါကားလို့ဒုဗုဒ္ဓဘာသာတွေအထွတ်မြတ်ထားတဲ့နေရာဒီအောက်တော့မတော့ပါနဲ့ကွာတခြားနေရာတော့ပါအဲ့ဒါအမြဲတမ်းမေတ္တာရက်ခံပြောတယ်မင်းတို့ဟာလို့မရင်ကျေးဘူးလို့တို့အမြန်မာအမျိုးသမီးတွေကလုံးဝမတော့ဘူးလို့ဘီယာတို့အရက်တို့ဟိုထိုင်းရီကားတော့တောက်ဖို့မရဘူးလို့အလွန်ရင်ကျေးတာဟုတ်လားတဲ့တို့ဘယ်လောက်စိတ်ဝင်စားလဲဒါဆိုမင်းတို့မြန်မာနိုင်ငံသွားအောင်မယ်တဲ့ဒီလောက်တော့မှုန်းနေတာလိုက်ကြည့်အောင်မယ်အားသွားကြည့်လို့တို့မြန်မာနိုင်ငံလုံးဝမတော့ဘူးလို့အမျိုးသမီးတွေကလို့မင်းတို့ဘီယာစတေရှင်ရှေ့ရက်တော့မရက်ဘူးလို့ဟုတ်တယ်မလားတော်ဝိုင်းကြီးလုံးဝမတော့ဘူးကျုပ်ကသိတယ်အခက်တင်းလေးပဲပြောတာဟုတ်လားအဲ့တော့ဗျာကျုပ်ကလည်းပဲကိုယ်တက္ကမတွေလည်းကိုယ်အထင်ကြီးယုံကြည်သိချစွာနဲ့ပေါ့နေလာလိုက်တာဘလောက်အထိအဟားခံရလဲဆိုရင်ဟိုးပဲတနေ့ကြံတော့ဟိုအေးစိတ်ဆရာတော်ကြီးကမင်းငါเจ้าတရားအကြနေတရားနှစ်ဆက်တည်းနေတရားလာဟောရမယ်ကွာဆိုတော့မောင်းသွားတာဘယ်နောက်နိုင်တိုင်းမောင်းသွားတာအတက်နေဆိုတော့နောက်ဆုံးနေပျော်လိုက်ကြတာတရားဝဲကြီးညာထားတာ6နာရီကျုပ်ကအဲ့မှာ9နာရီခွဲလောက်ဘယ်နောက်လမ်းပေါ်ရောက်သွားတော့ဟာမန္တကြီးတစ်ခုရှိမှဒီလိုလမ်းအကျယ်ကြီးပဲကားတွေကဟိုဘက်4စီးဒီဘက်4စီးပိတ်နေတာကားကမောင်းလို့ကိုမရတော့မောင်းလို့မရဟာဘာဖြစ်နေတာလဲနောက်ဆုံးနေဆိုဆရာတော်အရှိမတရားမန္တမှာပိတ်နေတာတဲ့ကဲဒုက္ခပဲကွာလို့ငါတို့တရားပွဲတော့အချိန်နောက်ကြပါပြီကဲမထူပါဘူးကွာလို့အလံကြီးလေးပါနေတာဘုန်းကြီးကာမန်သိနေမှာတော့ငါခေါင်းလေးထွက်လက်လေးပြလိုက်တော့ရှေ့ကကားတွေကတော့ရိုးရိုးသေးသေးနဲ့မောင်းပေးမယ်ထင်ပါတယ်ဆိုပြိဿကြီးဟိုကလည်းမြတ်နန္ဒာဆိုလိုကောင်းနေတာကျုပ်ကလည်းပဲခေါင်းကြီးထွက်လက်ကြီးပြရက်ကြီးကလန်ကနာလည်းခေါင်းကြီးထွက်တဲ့လက်ကြီးပြဘယ်သူမှတော့ကိုကြည့်မယ်လို့မရှိဘူးဟုတ်လားအော်ငါဒီတိုင်းဆိုရင်လေသာဖြတ်ရင်ဖြတ်သွားမယ်ငါဘယ်သူမှအာယုံသာကဲမတက်နိုင်တော့တပည့်ရလို့မောင်းနေတဲ့ချိန်ကမောင်းတော့ကွာဆိုစိတ်ပြက်လက်ပြက်နဲ့ကိုလည်းပဲမြတ်နန္ဒာလေးတော့တစ်ချက်တော့နားထောင်အောင်ပါပဲဆိုမှန်လေးချပြီးတော့ငဲဆောင်းပြီးကြည့်နေတာကားလည်းကျွတ်တို့ကားပြီးမှဒစည်းသားချောင်းတော့ဝူးဆိုမောင်းချလာအမလေးဒစည်းနဲ့ဒစည်းကတပေလောက်ပဲကွာတော့လန့်အောင်သွားဟာကြမ်းလိုက်လားလို့ဒီကားလို့စိတ်ထဲလည်းဒေါသဖြစ်တာပေါ့ဒီလောက်ရန်ရန်ကားကားမောင်းရမှာကြည့်လိုက်တော့ဒတိုင်းမှာတယောက်ကတော့အမျိုးသား
အကုန်လုံးကြည့်လိုက်တော့အမလေးဒကမာတွေကျုပ်ကားနဲ့သူတို့ကမတ်တက်ရတော့တစ်ချက်လောက်မော့ကြည့်လိုက်တာနဲ့အကုန်လုံးကသူတို့နဲ့မျက်နှာချင်းကဆုံပြီးသားဆိုလေစကတ်အတူအရှိဘောင်းမီတို့ဘောင်းမရှိအကုန်လုံးကြည့်လိုက်တာအသက်25 30ပတ်ဝန်းကျင်ယောက်ျားလေးတယောက်မှမပါဘူးဒကမာတွေကြီးပဲဟောဒကမာတွေအေးဘောတကြံပြောမှာပေါ့စိတ်ထဲမှာဘလောက်တုံးတဲ့ဘုန်းကြီးနဲ့ဆိုလားဟိကောင်ကွာလို့ဒီလောက်ချမ်းချမ်းစီစီအေးစိတ်နေတာတော့မှသူတို့လက်ထဲမှာအေးဘူးတွေနဲ့တောက်ပြီးမြူးနေတာကွာဟာဆရာတော်ကလည်းအဲ့ဒါအေးဘူးမဟုတ်ဘီယာဘူးတွေတဲ့ဟာမင်းဒကမဘလို့ဘီယာတောက်မလဲဟာတောက်ကုန်ပြီဆရာတော်ဘီယာတောက်မှခင်ပြီလေဆိုတွဲကုန်ကြပြီတော့ဩဟုတ်ပြီအဲ့ဒါဆိုရင်တော့ငါကထင်ထားတာမြန်မာပြည်ကအမျိုးသမီးတွေဘီယာမတောက်ဘူးတင်တာကဲကြည်ဘူးအောင်တော့ကြည်အောင်ပါပဲဆိုကိုကလည်းမျက်ပြူလေးလှမ်းပြီးမော့အကြည့်ပြိဿသူတို့ကလည်းကိုကြည့်နေတာဆိုအကြည့်ချင်းလဲဆုံအောင်အဲ့မှာပြဿနာစတာပဲဟုတ်လားဟုတ်လားဟိုဘာလို့ပြဿနာစတာဆိုပြိဿအဓိပ္ပာယ်မကောင်းနဲ့ဟုတ်လားကိုကလည်းသူတို့ကြည့်သူတို့ကလည်းကိုကြည့်ကိုကလည်းစောင်းပင်ပင်လေးကြည့်တာသူတို့ကလည်းကိုစိတ်ဝင်စားတဲ့ဘုန်းကြီးတစ်ပါးတဲ့ကားဆိုအကုန်လုံးဝိုင်းအောင်ကြည့်နေတဲ့အချိန်ကိုကလည်းကြည့်ပြီးတော့ရှက်ရမ်းရမ်းပြီးဆက်ကြည့်နေတော့သူတို့ကနေလက်ညှိုးဝိုင်းထိုးပြီးတော့မူးနေတာမသိဘူးဖုံဖုံကြီ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 းဆိုဟာအော်တာကျုပ်ကားကိုလက်ညှိုးအကုန်ထိုးပြီးအော်တာဟာကြီးသမျှကားတွေအကုန်လုံးကျုပ်ကားဝိုင်းကြီးဟာသွားပြီငါတော့သွားပြီဟာရှက်လိုက်တာမျက်နှာလေးလည်းဘယ်ထားလို့ထားမှမများလားစိတ်တွေတူလိုက်တာအဲ့တော့ဦးစင်းလည်းရှစ်ချက်နဲ့သားလီတွက်ငိမ့်နေတယ်စိတ်တွေဆိုမိမလေးကွာလို့ကိုယ့်အကူတောက်ပြီးငိမ့်ငိမ့်ငါများអော်ထိတ်လိုက်တာအကုန်လုံးဝိုင်းကြည့်ကုန်ပြီးဒေါသထွက်တော့လေကဲကောလို့နောက်ထပ်လှန်လဲကြည့်လိုက်ရောဖုံဖုံကြီးဖုံဖုံကြီးအတော်ချောတဲ့ဖုံဖုံကြီးအတော်ချောတဲ့ဖုံဖုံကြီးဆိုအောင်မလေးသဘောကျလိုက်တာထိုးတဲ့မျက်စောင်းလေးအလုံးလုံးလမ်းထွက်တာဟုတ်လားဟောပြိတ္တမိုးကတော့လာပြီဘယ်လိုလုပ်ကြမလဲကိစ္စမယူပြိတ္တတိတ်သွားလိမ့်မယ်ဟုတ်လားအဲ့တော့ပြိတ္တအကုန်လုံးပေါင်းလိုက်တော့၅ပါးသီလဘယ်နှပါးပြည့်သွားလဲ၅ပါးအဲ့ဒီ၅ပါးမပြည့်ရင်အပေတကားပိတ်ပါမလားမပိတ်ဘူးဟဲ့ပြိဿအပေတကားပိတ်ခြင်း၅ပါးကိုမလုပ်ရမယ်ပြည့်စုံရမယ်ဟုတ်လားကဲပြန်ကြတော့မှာလားမိုးကတကယ်ရွာတော့မှာတယ်စောစောမရွာဘူးဟုတ်လားဟမ်ကဲပါခဏလေးနေပါဦးဖြည်းဖြည်းပေါ့ထီးလေးဆောင်းလိုက်မယ်ကျုပ်လည်းရက်တောင်မိုးတာဟမ်ကျုပ်လည်းရက်တောင်မိုးဟောမယ်လေအခုမှစီပင်ရဲနဲ့ဈေးတယ်တော့တွေ့တာနဲ့တူတူဟုတ်လားစီပင်ရဲနဲ့ဈေးတယ်တော့အခုမှတွေ့ပြီဟုတ်လားဟောအခုမှခင်ပြီးသွားပြီအဲ့ဒါမိုးကတိတ်မှာပါကဲကျုပ်ကတော့လူရှိရင်ဟောမယ်မရှိရင်မဟောတော့စောင့်လိုက်အောင်မယ်၅ပါးသီလလုံခြုံရမယ်တိတရဏ၅သီလမဲချစရေတံမြန်မြန်လေးသွားလိုက်ပါမယ်နံပါတ်3အပေတကားပိတ်တဲ့အကြောင်းကစရေတံမဲချပြီးတော့တန်ဃာကိုလှူဒန်းတဲ့ပုဂ္ဂိုလ်အပေတကားပိတ်တယ်ဒိဋ္ဌိရေဘာလှူလဲစရေတံမဲချပြီးတော့တန်ဃာကိုဆွမ်းလှူဒန်းရင်တခြားသင်္ကန်းတွေပစ္စည်းလေးပါးတွေလှူဒန်းရင်အပေတကားပိတ်ပါတယ်ဟုတ်လားစရေတံမဲဆိုတာပြိဿရေတန်ဃာတွေမြောင်များစွာကြွလာတယ်ဘယ်တန်ဃာလို့ရည်မှန်းမထားပဲနဲ့ငါရဲ့ဟောဒီသင်္ကန်းလေးကတော့ရတဲ့ကိုတော့ရပါစေတန်ဃာဖြစ်ရင်ပြီးရောဆိုပြီးတော့တန်ဃာကိုရည်မှန်းပြီးတော့လှူဒန်းရင်အဲ့ဒါတန်ဃာကိုရည်မှန်းပြီးလှူဒန်းတဲ့အလှဖြစ်တဲ့အတွက်အဲ့ဒီအလှလည်းအပေတကားပိတ်တယ်ဟုတ်ပြီနော်ဒီတရဏ၅သီလမဲချစရေတံနံပါတ်3က15ရက်ဆွမ်းဝါသင်္ကန်းလှူဒန်းတောက်ရေကံတဲ့ဘယ်နဲ့ချက်ပြီးပြီလဲတရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်၅ပါးသီလတစ်သလုံးလုံခြုံတဲ့ပုဂ္ဂိုလ်ဟုတ်လားနံပါတ်3ကစရေတံမဲချပြီးတော့တန်ဃာတော်အရှင်မြတ်တွေကိုဆွမ်းသင်္ကန်းကြောင်းဆေးပစ္စည်း၄ပါးနဲ့လှူဒန်းတဲ့ပုဂ္ဂိုလ်တဲ့အပေတကားပိတ်ပါတယ်ဟုတ်လားတန်ဃာတော်အရှင်မြတ်တွေကြွလာရင်ပညာတတ်တာမတတ်တာဝါကြီးတာမကြီးတာဟုတ်လားအတ္တသိက္ခာကြီးတာမကြီးတာဘာမှမစင်ကျင်စဉ်းစားမနေပဲနဲ့တန်ဃာခုံကိုပဲရည်မှန်းငါရဲ့ဟောဒီဇွမ်းတဆွမ်းသာသောဇွမ်းလေးတဇွမ်းသာသောဆွမ်းလေးနဲ့တကွာသင်္ကန်းလေးတွေပစ္စည်းလေးပါးလေးတွေကိုမဲကြတဲ့တန်ဃာကိုငါလှူဒန်းမယ်ဆိုပြီးတော့အဲ့ဒီလိုသေရံမဲချပြီးတော့ဆွမ်းကတ်သင်္ကန်းကတ်လှူဒန်းတဲ့ပုဂ္ဂိုလ်များလည်းပဲအပေတကားပိတ်တဲ့ပုဂ္ဂိုလ်တွေပါဒိဋ္ဌိဘာကြောင့်အပေတကားပိတ်လဲဆိုရင်တန်ခိကအလှစစ်စစ်ဖြစ်လို့ဘာအလှဖြစ်လို့လဲအဲဖယ်လိုက်တော့တန်ခိကအလှစစ်စစ်ကိုလှူလိုက်တော့တန်ခဒါနအကျိုးကောင်းနေရမသွားဘူးလားအေးပရိသတ်အဲ့ဒါပဲတန်ခိကဒါနဆိုတာကတန်ခိကဆိုတဲ့ကတန်ခဣကငါလှူဒန်းလိုက်တဲ့ဟောဒီပစ္စည်းလေးဟာ
Tanga alum paine, Betanga be, Yaya, Haru, Lunan Limeso, Mecha Bido, Luyen, Eda Tangiga Alu Sisip Shide at Dwaja, Edi Alumiogo, Luyen, Varele, Abedaga Pede, Number Liga, Sangaya Swan, Watinga, John de Jama, Mimi, Kudo Gamu, Amiena Yaboya, and Dwat, Shimbearo, Tala Dalama, the Vido, Sangaya go to Jane de J, Shimbearo, Chama, the Vido, Swan Amiena, Lurama, Mepiano, shout hard, the Raide, the Gamaide, Swan Leve, Abedaga Pete, Swan Loop Shibari, Cabreda is Sangaya Mabalone, the J, Dio Talama. Tala Nachain Live Pobido, Paja, Abedaga Bedane, the Vido, Nidai Launiada, the Vido Jado, Abe Bede him, Babula, Majim and Nakisia Magamula. Reda Tala Nachain Lu Suve Sonia Dolebe, Tala Nachain, Bondi at Tamabido, Tangago, Swan Duramba Melo, shout Hareaka, Eritanga, Dini, Tiania, Dini, Sudan Gomian Harujango, Swan Lu, shout Hare. He was swung on the Amalobu, swung to a Jonja Sai the Amalobu, Tigorima, Sabi Tene Soene, a chain of Titi Jajane, a Buyamadaula. The Adama Ato de Soene, a chain Titi Jajane, Bobido Atolo Yamadaula. E Dajao, Tangaya Bria di Pinya Tinjai Kisa, Patipadi, the Adama Ato Kisama, the illusion is Swanga, Tijare, a chain Ziago, sweeping 9 at 12. Sabiri, Miamian Tamyao Jong, the Adamari, Miamian Tui Jong, a loop shit at Dwajong, Sangaya go, Taje, Homabia, Swanka Ludan, the Pogori leve, number Lee, Abedaga, paid the Pogo, Reda, Paneo Vidoamine. The Renago, Ye, Kaine Bogo, Abedaga, paid Bade, Mava, Dila, the Lolo, Saudi, Jendone, Bogori, Abedaga, paid Bade. Madila, Sayame Javiro Tangaro, Ashimiadigo, Tangiga, Alusigo, Luray, Abedaga, Big Bari, Sangaya, the J, Mimi Junior, Jaunai Dakuma, Homabia, Yada Mabido, Swan Saka, Lurane, Alusin, Leve, Abedaga, Pete, Lugo, Lulaya, Yabare, so they the Majone, Doyao, Bido, Hana, Joleve Minian Toadam, Hana. Tidrana Dina, Meja Sayida, Sangaya Swan Watinga, Nambanga, Abedaga, Pite, Pogoga, Wazo Tinga, Sudane, Pogo, Breda, Badingani. Kedidema, Wazo Tinga, Malu, Bala. Huh? Show me, Joga Bao, Malabile, a Chimi Lulu Yard, Biomala. Wazo Tinga, get Tingani, Miai Shibido. Wazo Dinga, a Lujama, Pavilo Abeda, Payada, complaint of Magamula. Please the senza. Wadwin Zora, Mudwina, Soundena. Mudema Dodiana Bridani, Sidwaro, Wazam Soula. Jung Doye, John Doye, the Chagisa Doye, your Mudwina, Osa, Lua Sochime. Tobredani, the Nid don't listen, Lea the Luve. Headaro Dangaro Shimiadile, Warin Kalajado, Sono Abdinia, Abjai Malona. Dada Launa. Dada Lelona, Zadon Nazalina, Agono, Warin Yamabe, Pony, Pumi, Almeda, Launa, Abjai, the radio Navijo, she and Jan, Bema, Lome, Lemasido, Pony, Lichon, Zaja, Lemasido. Edo Breda, Warin Kalama, Kuroni, Ayozon Kayade, a Chinega, Moya, Majoya. Oh, Ware, Mure, Ayozo, the Zonea Yami, Jao, Sadwate, Sadina, Hubajan, Vajan, Guru, Muzo, Lea Yami, Nizojado, Breda, Ayozo, Malado, Nizojado, Swam, Maya Ula, Songa Matoya Ula, Ke Muyani, Nagamelu Shiva, but she would Toyada, Ajaro, Tingama Gomia Mula. You know, Tanga Tinga, a low as so a chinha, Bechini. Waringala, Dajao. Lura Mabon Durani Malebe, Nize, Wuzo Dulingazo Gomido, Bawari, Piataya, the Lobabe, Hayadaro, Dangaro, Shimia Dwelebe, Wadwin Gala, Mudwin Galama, Linga, Tazona Zondozo, Lizo, Nazo, Tiatine, Kumadone Mula. Hajo, Tanga Adwa, Lingane, Mapi Mamoya, a low as so a chain, Luride Adwaja, Tidina, Woyong, Yadore, Kuro Lady. Sami we all night,
ဒီပရိယတ်တိအောင်မှန်းမှာဒုပရိသတ်ရဲ့သင်္ကန်းအလှပါမသွားဘူးလားဟောတရားအထုတ်တယ်ဆိုရင်ဒီသင်္ကန်းကိုတရားအထုတ်လို့သောတာပန်သက္ကရာကအနာဂံယဟန္တာဖြစ်သွားပြီဆိုရင်ဒီသင်္ကန်းရဲ့ကောင်းမှုရှင်တွေဟာဒီတရားအလှမှာပါမသွားဘူးလားဒါကြောင့်ဝါဆိုသင်္ကန်းလို့ဆိုတော်လဲပဲတန်ဃာတော်အရှင်မြတ်တွေမှာအလိုအဆုံးအချိန်ပရိယတ်တိစာပေချမ်းသာစွာနဲ့သင်ကြားနိုင်အောင်ပฏิပတ်တိတရားဓမ္မချမ်းသာစွာအားထုတ်နိုင်အောင်လှူတဲ့သင်္ကန်းဖြစ်လို့တဲ့သာသနာရှည်ကြောင်းသာသနာတည်ကြောင်းပရိယတ်တိသာသနာတိုးတက်ကြောင်းနဲ့ပฏิပတ်တိတရားဓမ္မပြန့်ပွားကြောင်းကိုလှူဒန်းတဲ့သင်္ကန်းဖြစ်လို့ဝါဆိုသင်္ကန်းလှူဒန်းရင်လေဗါတယ်လေအပေတကားပိတ်ပါတယ်ဒါကြောင့်လှူပြအောင်လှူကြပါလှူမလားဘယ်ကြောင်းမှလှူမလဲမှတ်ထားစောင့်အောင်မှာမသွားသေးဘူးလေလက်မပြန်ရောင်းမှာဟမ်အဲ့ဒါပြိဿကြီးဘယ်တစ်ချက်ပြီးပြီလဲငါသီလမဲကြစရေတံ15ရက်ဆွမ်းဝါသင်္ကန်းလှူဒန်းတောက်ရီကံပြီးတော့မှပြိဿရွာပိတ်စီဒီမို့ဟုတ်လားနံပါတ်6အပေတကားပိတ်တဲ့ပုဂ္ဂိုလ်ကတောက်ရီတွင်တောက်ရီကံတောက်ရီဇက်ရေအေးဇက်ရေခဲတက်တာရေနဲ့ပတ်သက်တဲ့တောက်ရီနဲ့ပတ်သက်တဲ့အလှကိုလှူဒန်းရင်လည်းပဲအပေတကားပိတ်ပါတယ်ပြိဿကြီးဘာအလှဟာအပေတကားပိတ်လဲရေနဲ့ပတ်သက်တဲ့အလှဟုတ်လားဒါကြောင့်ဦးဇင်းတို့ရဲ့ဆရာတော်အင်းစိန်ဆရာတော်ကြီးကဟိုးအလွန်ရေရှားတဲ့ကြောက်ပတောင်းတကြောမှာရေမရှိတဲ့ရွာတွေရေတွင်တူးရအောင်အကုန်ကြခံပြီးတူးပြီးတော့လှူဟောဒီလူတွေမှာပြိဿတောက်ရည်လေးတစ်ခွက်တောက်ရတဲ့အေးချမ်းမှုဟာဘလောက်ငြိမ်းချမ်းသွားမှာဟုတ်တယ်မို့လားဒုပရိသနေပူပူလောင်လောင်ကြီးကဖြတ်တန်းလာတဲ့ဘဝခရီးမှာအဲ့ဒီပုဂ္ဂိုလ်အရေးသေးရောက်လို့ချင်းအလိုအဆုံးမောပန်းနေတဲ့လူတယောက်တို့အလိုအဆုံးအရာဟာဘာလဲနတ်သုဒ္ဓလာပေးလဲမလိုချင်ဘူးပရိသတ်ရေဘာလိုချင်လဲရေပဲလိုချင်တယ်ဒီတော့ရေဆိုတာအမြဲဆုံးဘုရားရှင်ကိုတော်မြတ်ကြီးတို့ယဟန္တာမထေရမြတ်ကြီးတို့ကနေအနေဆုံးပရိသတ်ရေဘိန်းစားအယက်သမားအထိလဲရေမလိုဘူးလားနောက်ဆုံးအောက်ဆုံးတိရစ္ဆာန်တစ်ကောင်ဆိုရင်ရောရေမလိုဘူးလားဒီရေကိုတောင်းလိုက်လို့နှလုံးစိတ်ဝမ်းအေးချမ်းသွားပြီဆိုရင်ကိုယ်တိုင်အေးချမ်းမှုတွေခံစားရတာနဲ့သူတစ်ပါးတွေဘလောက်အေးချမ်းမယ်ဆိုတာကိုချင်းစာလို့မရဘူးလားအေးဒါကြောင့်လူတယောက်ရဲ့အသက်ထမင်းအသက်ရေအသက်တမနဟုတ်လားဒါကြောင့်အမြတ်ဆုံးဘုရားရှင်ကိုတော်မြတ်ကြီးကနေအနေဆုံးလူသားတွေကကြည်လိုက်ရင်ဘိန်းစားအယတမတန်အောင်တိရစ္ဆာန်တကောင်တန်အောင်အလိုအဆုံးအရာဖြစ်တဲ့အတွက်ကြောင့်ဟောဒီတောက်ရည်တစ်ခွက်သည်နှလုံးစိတ်ဝမ်းအေးချမ်းစေတဲ့အလူဖြစ်လို့တဲ့အဲ့ဒီအလူရှင်တွေလည်းအပေတကားပိတ်ပြန်ပါတယ်ဟုတ်လားဒီတော့မြတ်စွာဘုရားရောရေတစ်ခွက်ဆိုတာမလိုဘူးလားဘုရားရှင်ပြိဋိဘံစံကံများဟောရင်ပြိဋ္ဌာကြီးလွန်စရာအကောင်းဆုံးလေးနေရာပါလဲဆိုရင်ကကုဋ္ဌမြစ်ဆိုတဲ့နေရာရောက်တော့မြတ်စွာဘုရားဝေလူဝါယာကနေပြီးတော့ကြွလာတာကုဋ္ဌိနာယုံကိုပြိဋိဘံစံဖို့ကြွလာတဲ့အချိန်နေကလည်းပူကဆုံလာပြည့်နေ့အလွန်ပူလောင်တဲ့ရာသီမှာသွေးဝမ်းတော်လာလို့ပင်ပန်းနွမ်းနေနေတဲ့အချိန်ကကုဋ္ဌမြစ်ဆိုတာကဒီကနေ့လည်းရှိတယ်သို့တော့ဒီကနေ့လည်းရည်နေနေလေးပဲစီးတယ်အဲ့မြတ်စွာဘုရားလက်ထက်ကလည်းပဲရည်နေနေပဲစီးတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားအဲ့ဒီကာကုဋ္ဌမြစ်နားမှာအနားယူတဲ့အချိန်လှင်း900ဖြတ်မောင်းသွားတဲ့အတွက်ကာကုဋ္ဌမြစ်ရည်တွေဟာနောက်ကျနေတယ်ဟုတ်လားပြောမြတ်စွာဘုရားအာနန္ဒာကိုမိတ်နေညီဝအာနန္ဒာငါဘုရားရှင်ကိုတော်မြတ်ရည်ကြီးတော်တစ်ခွက်လောက်တောက်လို့တယ်ကွာဘုရားပြိဋိဘံစံမဲ့နေ့လန်ခရီးမှာကာကုဋ္ဌမြစ်ကမ်းမှာဘာကိုတောင်းတခဲ့လဲရည်ကြီးတော်ဟုတ်လားပြီးတော့အာနန္ဒာမထေရမြတ်ကတပိတ်လေးနဲ့ကာကုဋ္ဌမြစ်ရေဆင်းခတ်တဲ့အချိန်မြတ်စွာဘုရားရဲ့တကိုးတော်ကြောင့်စောစောကနောက်ကျနေတဲ့ရေတွေဟာအကုန်လုံးကြည်လင်စိမ့်သွားပြီးတော့မှရှင်အာနန္ဒာအဲ့ဒီရေခတ်ပြီးမြတ်စွာဘုရားကိုကတ်ခဲ့ရတယ်ဟုတ်လားဒီတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတော်မှာနန်းခရီးမှာတကယ်ရေလိုအပ်လာပြီဆိုတော့ကာကုဋ္ဌမြစ်ထဲကမြစ်ရေကိုမတောင်းသုံးရဘူးလားအေးဒါကြောင့်ပြိဿရေလူသားအားလုံးတောင်းနိုင်မှုတိရစ္ဆာန်လေးတွေတောင်းနိုင်မှုလမ်းဘေးမှာရေအိုးစင်လေးတွေတန့်နဲ့ခန့်တဲ့နေရာလေးမှာရေအိုးစင်တောက်ရေစင်လေးတွေလှူပြီးတော့ပေးလိုက်တာမိမိလှူလိုက်တဲ့ရေတစ်ခွက်ဟာလူသားတစ်ယောက်ရဲ့နှလုံးသားအေးချမ်းသွားတဲ့အတွက်ကြောင့်ချက်ချင်းရောပီတိတွေမဖြစ်ဘူးလားအေးကိုယ်တိုင်လည်းလှူရတဲ့အလူကိုတွေးပြီးတော့ပီတိဖြစ်ဖို့ရသလိုအလူခံသွားကြတဲ့အဲ့ဒီအလူခံပုဂ္ဂိုလ်တွေလည်းယင်ထဲမှာအေးချမ်းလို့နှလုံးစိမ်ဝမ်းနေကြည်လင်သွားတဲ့အခါအဲ့ဒီအလူရှင်ပြိဿဘာတွေရသွားတယ်လဲဆိုရင်အပေ၄ပါးတကားပေါက်ပိတ်ပြန်ပါတယ်ဒါကြောင့်
နံပါတ်6အပေတကားပိတ်တဲ့ပုဂ္ဂိုလ်ကတော့ဘာလဲဆိုရင်တောက်ရည်နဲ့ဆက်လျင်းနဲ့အလူလှူဒန်းတဲ့ပုဂ္ဂိုလ်ဒီတော့ပြိဿဘယ်နှယောက်ပြီးသွားပြီလဲတရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်၅ပါးသီလတစ်သက်လုံးလုံခြုံတဲ့ပုဂ္ဂိုလ်သံဃာတော်အရှင်မြတ်တို့ရဲ့သံဃာကုံကိုရည်မှန်းပြီးတော့သံခိကဒါနသရေဓမ္မေချပြီးတော့လောင်းလို့တဲ့ပုဂ္ဂိုလ်15ရက်တစ်ကြိမ်ကျောင်းတိုင်းတစ်ခုမှာအမြဲတမ်းဝတ်မပြတ်ဆွမ်းဆက်ကတ်တဲ့လူရန်တဲ့ပုဂ္ဂိုလ်ဝါသူသင်္ကန်းလူရန်တဲ့ပုဂ္ဂိုလ်တောက်ရည်တွင်တောက်ရည်ကံတောက်ရည်စဉ်ရေအေးစစသည်ဖြင့်တောက်ရည်နဲ့ဆလျင်းနဲ့အလူလူရန်တဲ့ပုဂ္ဂိုလ်မလျောက်နဲ့6ယောက်တဲ့နံပါတ်9ကကျောင်းလူတဝါနိဗ္ဗဒပုံညရှိသူမှန်ပြိဿနံပါတ်9ကဘာလဲလဲကျောင်းလူထမ်းတဲ့ပုဂ္ဂိုလ်တဲ့ဘာလူထမ်းတဲ့ပုဂ္ဂိုလ်လဲဟောဒီအလူပြီးသွားပြီဆိုရင်9ခုပြည့်ပါပြီဒီတော့နံပါတ်9ပြိဿဘာလူတဲ့ပုဂ္ဂိုလ်အပေတကားပိတ်တယ်ရသော်ဘုရားသာသနာမှာတန်ဃာတွေအတွက်ပြည့်ညက်ခဲ့တဲ့ပစ္စည်းဟာဘယ်နှပါးရှိလဲပစ္စည်းဘယ်နှပါးလဲဆွမ်းသင်္ကန်းကြောင်းထေအဲ့ဒီထဲမှာပြိဿရေမြတ်စွာဘုရားအချီးမွမ်းဆုံးပစ္စည်းဘာလဲဆိုရင်ကျောင်းအလူဘာလူလဲကျောင်းအလူဟုတ်လားအယေလေးမျက်နာကကြွလာတဲ့သံဃာတော်ရှင်မြတ်တွေချမ်းသာသာသတင်းသုံးတော်မူရန်အတွက်တဲ့လေးတိုင်းစဉ်ဖတ်ရွယ်မှုကျောင်းလေးတစ်ကျောင်းပဲလူရန်ပါစေအဲ့ဒီကျောင်းလေးတစ်ကျောင်းကိုလူရန်လိုက်တဲ့ကျောင်းအလူရှင်ကြတော့ဟောဒီ9ပါးထဲမှာလည်းအမျက်ဆုံးအလူဖြစ်တယ်လို့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့ကြည်လိုက်မယ်ဆိုရင်လည်းပဲငါဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွာဆွမ်းအလူသံဃာတော်အရှင်မြတ်တွေကိုဆွမ်းဆက်ကလူရန်ရတဲ့ကောင်းကျိုးတရားတဲ့မနေ့က23လမ်းမှာနောက်ဆုံးဘုရားနဲ့သံဃာကိုလှူဒန်းရတဲ့ဆွမ်းအားအကျိုးအများဆုံးပဲလို့မဟောခဲ့ဘူးလားအဲ့ဒီမှာမြတ်စွာဘုရားနောက်တစ်ချက်မိန့်လိုက်တဲ့စကားနောက်ဆုံးစကားပါလဲဆိုရင်ငါဘုရားနဲ့တကွာသံဃာတော်ရှင်မြတ်တွေကိုဆွမ်းတဲ့ဆက်ကလူရန်ရခြင်းတဲ့ဟောဒီလောကမှာရှိကြတဲ့သံဃာတော်ရှင်မြတ်တွေအယေလေးမျက်နာကကြွလာတဲ့အခါမှာချမ်းသာသာနဲ့မိုးလုံးလေးလုံးကြောင်းလေးတစ်ကြောင်းကိုဆောက်လုပ်လူရန်လို့ပေးလိုက်မယ်ဆိုရင်အဲ့ဒီကြောင်းအလူလူရန်တဲ့ပုဂ္ဂိုလ်ကတော့အလူထဲမှာတော့အမြတ်ဆုံးအလူဖြစ်ပါပြီပြိဿကြောင်းအလူသည်ဘာလူတဲ့လဲဆွမ်းသင်္ကန်းကြောင်းစီပစ္စည်း၄ပါးတန်ခါကိုလှူဒန်းတဲ့ပစ္စည်းဆိုတဲ့အရာထဲမှာကြောင်းအလူပစ္စည်းသည်အမြတ်ဆုံးအလူဖြစ်သွားပြီဟုတ်လားဒီနေ့ရွှေသံလွင်ဒကမာကြီးတွေဒကာကြီးတွေကတော့ကြောင်းအလူလှူလားမလှူလားမသိဘူးသူတို့လည်းပဲလှူလိုက်တဲ့အလူကဘာအလူလဲတရားအလူရောပြိဿရေပရိသတ်တရားအလူလည်းပဲအမျက်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားရဲ့သားတော်တန်ဃာတော်အရှင်မြတ်တွေမိဝဲသုံးဆောင်တော်မူနေကြတဲ့ပစ္စည်းဝတ္ထုထဲမှာလည်းကြောင်းအလူလူရင်အမျက်ဆုံးပါပဲလို့ဝေလာမသုတ်တံမှာမြတ်စွာဘုရားမိန့်ခဲ့ပါတယ်ဝေလာမသုတ်တံမှာလည်းရှင်တော်မြတ်ဘုရားကကြောင်းအလူလူရင်အမျက်ဆုံးလို့မိန့်ခဲ့တယ်လို့ဟောဒီနေရာမှာလည်းပဲအယေလေးမျက်နာကကြွလာတဲ့သံဃာတွေချမ်းသာသာသတင်းသုံးဖို့ရန်အတွက်ကျောင်းလေးတစ်ကျောင်းလောက်ဆောက်လို့လူရန်လိုက်မယ်ဆိုရင်လေးတိုင်းစဉ်သစ္ခတ်တင်တဲ့ကျောင်းလေးပဲဖြစ်ပါစေအဲ့ဒီအလူရှင်အပေတကားပိတ်ပါတယ်ဒီတော့ထုံးပိဋကအပေတကားပိတ်တဲ့အလူဟာကျောင်းအလူပါမသွားဘူးလားဒါကြောင့်မိမိတို့ရဲ့ချွေးနီးစာစစ်စစ်လေးတွေကိုဦးဇင်းတို့အပေတကားပိတ်ဖို့အလွယ်ဆုံးနီးလေးပေးခဲ့ပါမယ်မေဂုသောဘုရားကြီးဟာဦးဇင်းတို့တက်ခဲ့တဲ့နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်ကြီးဆောက်တဲ့အခါမှာနိုင်ငံတော်လူကြီးတွေကိုမေတ္တာရက်ခံတယ်နိုင်ငံတော်ကဥဆောင်ဆောက်ပေးပါဆိုတော့အဲ့ဒီခေတ်ကဥနေဝင်းကြီးတို့ကပြောတယ်ဟာရှင်ဘုရားဒီလောက်ငွေကုန်ကြီးကြကြီးဒါကြီးမလုပ်ပါနဲ့တခါကြီးမကုန်စေရပါဘူးမြန်မာနိုင်ငံမှာလူဦးရေဘယ်လောက်ရှိနေ